ချိန်မှာကျွန်တော်နှုတ်ကပတ်တော်ခံယူဖို့ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဒီနေ့ဝတ်ပြုစည်းဝေးမှာအစီအစဉ်ကိုင်းတဲ့လူကဏ္ဍအသီးသီးမှာပါဝင်ကြတဲ့လူအရောက်စီတိုင်းကျေးဇူးတင်ပါတယ်ခုချိန်မှာနှုတ်ကပတ်တော်ကျွန်တော်ဆင်ခြင်မှာဖြစ်ပါတယ်တမန်ကျမ်းစာပါတယ်ဆိုရင်ကျေးဇူးပြုပြီးတော့ကျမ်းစာလေးဖတ်ရအောင်ယောရှုမှတ်စာခန်းကြီး9ခန်းငယ်73နဲ့15ဖတ်ပါမယ်နော်ယောရှုမှတ်စာအခန်းကြီး9ခန်းငယ်73နဲ့15ဖတ်ပါမယ်ယောရှုမှတ်စာနော်ယောရှုသည်ယေရခေါမြို့နားမှရှိနေစဉ်မျောကြည့်၍လူတစ်ယောက်သည်ဓာကိုဒအိမ်မှထုတ်ကင်လျက်ကက်လက်ရနေသည်ကိုမြင်လျင်သူ့ထံသို့သွား၍သင်သည်ငါတို့ဖက်၌နေသောသူလောငါတို့ရန်သူဖက်၌နေသောသူလောဟုမေးတော်ထိုသူကထိုသောမဟုတ်ထာဝရဘုရား၏ဘိုးချေကိုအုပ်ဆိုးသောဘုံမူဖြစ်၍ယခုငါလာသည်ဟုဆို၏ယောရှုသည်လည်းမြေပေါ်မှပြောက်ဝတ်ကိုးကွယ်လျက်ကိုရောချင်းအားအဘယ်သို့မိန်တော်မူပြီနည်းဟုမေးလျှောက်တော်ထာဝရဘုရား၏ဘိုးချေအုပ်ဆိုးသောဘုံမူကသင်၏ချင်းနှင်းကိုချလောသင်နှင်းသောရက်ကမြင်မြန်ဖြစ်သည်ဟုဆိုသည့်အတိုင်းယောရှုပြုလေ၏ဖတ်တော်ရဲ့နှုတ်ကပတ်တော်ဖြစ်ဒီနေ့ရောက်စီတိုင်းတော်ဘုရားရှင်ထူကောင်းကြည်ပေးပါစေကျွန်တော်ရဲ့ကောင်းစဉ်ကတော့သင်ဘုရားသခင်ဘက်မှာယက်တည်သလားဆိုတဲ့ကောင်းစဉ်ဖြစ်တယ်ကျွန်တော်ဘုရားသခင်ဘက်မှာယက်တည်သလားဆိုတဲ့ကောင်းစဉ်ဖြစ်တယ်လူတူတယောက်ကိုမေးတာမဟုတ်ဘဲနဲ့ကိုယ့်အကိုမေးခြင်းဖြစ်တယ်ဆိုတော့တရားနဲ့ဆက်ဆက်ပြီးတော့တောက်လျှောက်ကျွန်တော်ကျမ်းစာနဲ့အနက်ဖွင့်ပြီးတော့ဆက်ပြီးတော့ကျွန်တော်ခွန်အားပေးသွားမှာဖြစ်ပါတယ်ခဏလေးဆုတောင်းရအောင်ထာဝရအသက်ရှင်တော်မူပြီးကျွန်တော်ကိုယ်ွယ်သောမြတ်စွာသောဖခင်ဒီချိန်ဒီနာရီဒီခွင့်ရဒီမှုရအားလုံးတကူတော်ကိုချီးမွမ်းပါတယ်ကိုရရှင်ဖေယာအသက်ရှင်သောနှုတ်ကပတ်တော်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဉာဏ်ပညာအောင်နောက်မမီပါဝိညာဉ်တော်ဖေယာကိုတော်တိုင်ကဒီကနေ့လမ်းပြပို့ဆောင်အောက်ဆိုးပြီးတော့ကျွန်တော်အရောက်စီတိုင်းကိုစကားပြောပါအသက်တာမှာတိဆောက်เสียအသက်တာမှာတတိထားเสียအသက်တာမှာဖခင်ရဲ့လိုတော်ဖက်မှာရွေးချယ်ပြီးတော့ရှောက်လန်းတတ်သောသူများဖြစ်ဖို့ဒီဆာမန်ကိုတူသဖြင့်ကောင်းချီးပေးပါကျွန်တော်ရဲ့အစီအစဉ်ကိုနှောက်ယှက်ဖြစ်စီလူယူဖို့ကြံစီတဲ့ဝိညာဉ်ဆိုးနဲ့အပေါင်းအလုံးကိုခရစ်တော်နာမအဖြစ်ညှင်းဆန်တယ်တန်ရှင်သောဝိညာဉ်တော်ဘုရားလွတ်လပ်စွာလုပ်ပါမိကြောင်းယေရှုခရစ်နာမပြလက်တော်အနံလက်ဆုတောင်းဆက်ကပ်ပါ၏မြတ်စွာသောဘုရားအာမင်ဆိုတော့ကျွန်တော်တို့ခရိယန်မှာကျမ်းစာရှုထောင့်ရဘုရားကိုမသိသေးတဲ့လူကိုဘုရားရှင်နှုတ်ကပတ်တော်ပြောပြပေးဖို့ဖြစ်တယ်အဲ့ဒီလူဘုရားကျောင်းရောက်လာတဲ့အချိန်မှာဘုရားကျောင်းထဲမှာရောက်လာတဲ့လူကိုသူ့ရဲ့ဘုရားကျောင်းနဲ့သတ်မှတ်တဲ့စီမင်းစည်းကမ်း Bylaw Doctrine သူ့ရဲ့ယုံကြည်ချက်အဖြစ်အဲ့ဒီဝန်အောင်ကိုသင်ပေးရတဲ့အချိန်ဖြစ်တယ်အဲဒါကြောင့်တမန်ကျမ်းစာကိုကျွန်တော်သင်ယူရဲဆိုတာကခဏလေးတစ်ဖြုတ်နဲ့မပြူတမန်ကျမ်းစာအစမှာခရစ်တော်မသိခင်ခရစ်တော်ကိုရပြီးတော့ယဉ်ချင်းမင်္ဂလာတော့ခနဲ့ချိန်မှာတပွဲတော့ပြီးသွားပြီခရီးတစ်ခုတော့ရောက်သွားပြီဒါပေမဲ့ယဉ်ချင်းမင်္ဂလာကနဲ့ကျွန်တော်တို့နောက်ခရီးကတော့အဆုံးမရှိတော့ဘူးသေတဲ့အထိကိုသွားရမယ်ခရီးစဉ်ဖြစ်တယ်အဲဒါကြောင့်အမြဲတမ်းသင်ယူရတယ်လေ့လာရတယ်ကျွန်တော်ဆွဲရတယ်ကိုယ့်အကိုဆွန့်လွတ်ရတယ်ကိုယ့်အကိုနစ်နာခံရတာဖြစ်တယ်အဲဒါကြောင့်ဒီကနေ့ကျွန်တော်တို့ဘုရားလူတော်များများကတော့ဘုရားသခင်ကိုပြောကြပါတယ်အားလုံးကဘုရားရှင်ဟာကျွန်တော်နဲ့တူတကွာရှိတယ်လို့ပြောကြတယ်ဟုတ်ပါတယ်ဘုရားကအားလုံးကိုဖန်ဆင်းတဲ့ပိုင်သားတဲ့အုပ်ဆိုးတဲ့ကဲတင်နဲ့တရားလည်းပြန်စီရင်မှာဖြစ်တဲ့အတွက်ကြောင့် तू ကဟုတ်ပါတယ်သို့တော့ဒီနေ့ခက်တာကကျွန်တော်တခါတလေကျွန်တော်တို့ကဘုရားဘက်မှာယက်တလားနော်ဘုရားကတော့ကျွန်တော်ဘက်မှာယက်တာသိချပြီသူကဖန်ဆင်းရှင်ဖြစ်တဲ့အုပ်ဆိုးသောရှင်ကဲတင်သောရှင်ပိုင်သားသောရှင်ကျွန်တော်တို့ကိုတရားမှတရားရခိုင်နှုန်းတာဝန်ယူတဲ့ဘုရားဖြစ်ပါတယ်ဒါပေမဲ့မိတ်ဆွေနဲ့ကျွန်တော်တို့အသက်တာကိုဘုရားဘက်မှာယက်တော်သူဖြစ်သလားအဲ့ဒါကပြဿနာဖြစ်တယ်အဲကြောင့်ဒီနေ့တော်တော်များများကဘုရားတစ်ဖက်ကလှုပ်တဲ့အရာကိုပဲအားလုံးယူပြီးတော့ပုံအပ်လိုက်တဲ့အချိန်မှာခရိယာအသက်ရှင်ခြင်းဟာလုံးဝအသက်တာမှာတိုးတက်ခြင်းမရှိဘဲနဲ့တစအားနေလာပြီးတော့နောက်ဆုံးတော့ဖယားနဲ့ဝေးသွားတဲ့လူတွေဖြစ်သွားတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဒီခရီးစဉ်မှာတမန်ကျမ်းစာအဖြစ်သူတို့မသွားတဲ့အတွက်ဖြစ်တယ်ဘာနဲ့သွားတယ်လဲတချို့ခန်းစားချက်နဲ့သွားတယ်တချို့ကတယောက်နဲ့တယောက်တိုက်တွန်းချက်အဖြစ်သွားတယ်မှန်ပါတယ်တိုက်တွန်းချက်အဖြစ်သွားဖို့ဖြစ်တယ်ဒါပေမဲ့တယောက်နဲ့တယောက်တိုက်တွန်းတာကကျမ်းစာထဲမှာရောက်ဖို့ဖြစ်တယ် righteousness ဖြောင့်မတ်ခြင်းလမ်းတဲ့ကိုရောက်ဖို့တိုက်တွန်းရတာဖြစ်တယ်ခံစားချက်နဲ့လည်းတွန်းကြီးထွားလာမှာမဟုတ်ဘူးတယောက်နဲ့တယောက်ဆွဲပြီးတော့တွန်းလည်းကြီးထွားလာမှာမဟုတ်ဘူး
နှုတ်ကပတ်တော်ထဲမှာဒီနေ့ကျွန်တော်ဝင်ရောက်ပြီးတော့စန္ဒကြီးစွာခံယူမှာခရိယန်တရှင်ချင်းဆိုတာကြီးထွားတာဖြစ်တယ်ဒါမှမဟုတ်ကြည့်ပါအသင်းတော်များကြီးကစိတ်ပြက်လက်ပြက်အားပြက်ကုန်ကြပြီဘာသာရေးတွေကြည့်မယ်ဆိုရင်တခြားဘာသာတွေကတအားထွန်းကားလာပြီးတော့တက်လာကြပြီးတော့ခရိယန်တွေတဖြည်းဖြည်းကျသွားတာအဲ့ဒါဘာဖြစ်လို့လဲဆိုရင်တခြားဘာမှမဟုတ်ဘူးနှုတ်ကပတ်တော်သူတို့မခံယူလို့ဖြစ်တယ်နှုတ်ကပတ်တော်ကိုမခံယူတော့ဘူးသူတို့ကြိုက်တယ်လို့ပဲနှုတ်ကပတ်တော်ရဲ့အထက်မှာသူ့ရဲ့စိတ်ဆန္ဒကိုထားလိုက်တယ်ခံစားချက်ကိုပုံလိုက်တယ်အဲ့ဒါကြောင့်သူ့အကြိုက်အတိုင်းပဲဖယားကိုသူ့အောက်မှာထားပြီးတော့သွားတဲ့အတွက်ကြောင့်လူတွေဟာတိဆောက်ခြင်းမရဘူးနောက်ဆုံးခွန်အားနဲ့ပြီးတော့နောက်ဆုံးတော့ဖယားနဲ့ဝေးသွားတဲ့အဆင့်ထိဖြစ်သွားကြတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့တက်တာမှာအမြဲတမ်းဖယားနဲ့နီးကပ်ဖို့သက်ရှင်ဖို့ခံယူရတယ်ကျွန်တော်တို့ကြားနာရတယ်နှလုံးသွင်းရတယ်လိုက်လို့ရတာဖြစ်တယ်ဆိုတာကိုပြောပြချင်တယ်အခုနဒီမှာကျွန်တော်ဖတ်သွားတဲ့ကျမ်းစာထဲကကျမ်းပိုက်ကယောရှုဂတိတော်နဲ့မြေထဲမှာဝင်သွားပြီးဒီကဂျေရခိုမြို့အဝန်းနော်ဂျော်ဒန်မြစ်ကိုကူးပြီးတော့ဝင်သွားတဲ့အချိန်မှာသူတို့အထဲကိုဝင်ဖို့ဖြစ်လာတယ်ဖြစ်လာတဲ့အချိန်မှာသူတို့မှမဝင်ရသေးဘူးအမှဖယားသခင်ကသူတို့ကိုနှစ်ပေါင်း40ကျွေးမွေးသောအစာကိုရပ်လိုက်ပြီးပြီဆိုတော့တောမှာမာနနဲ့နှစ်ပေါင်း40ကြာစားခဲ့တဲ့အရာအလုံးကမရှိတော့ဘူး။ဘာလို့လဲဂတိတော်နယ်မြေဖြစ်တဲ့အတွက်ကြောင့်ဂတိတော်နယ်မြေရဲ့အသီးပွင့်တွေစပြီးတော့စားနေကြပြီ။ဒါပေမဲ့လှုပ်ရှားရှိတာကဘာလဲဆိုရင်ဖယားကတမတ်ခိုင်းတာနှစ်ခုဖြစ်တယ်။အဲ့ဒါကအယေဖျားလင်းချင်းမင်္ဂလာလုပ်ရဖို့လိုအပ်တယ်။ပြီးတော့နောက်တစ်ခုကပတ်သက်ခါပွဲဆိုတော့ဒီပွဲတော်တစ်ခုကျင်းပဖို့လိုအပ်တယ်။ဒီနှစ်ခုဟာနောက်ဆုံးသူတို့ကျင်းပခဲ့တာကအီဂျစ်ပြည်မှာဖြစ်တယ်။ဆိုတော့အီဂျစ်ပြည်မှာသူတို့ထွက်လာခါနေမှာယောက်ျားတွေကအယေဖျားလှီးခဲ့တယ်လှီးခဲ့ပြီးတော့လာကြတယ်ပြီးတော့ပတ္တခပွဲလဲအီဂျစ်ပြည်မှာပဲထွက်ခါနေမှာပဲကျင်းပတာဖြစ်တယ်ပြီးတော့လန်တောင်းရှောက်ကဖယားစကားနားမထောင်တဲ့အတွက်ကြောင့်အလွန်နီးတဲ့ခရီးစဉ်လေးပဲမိုင်ပေါင်းအလောက်နီးတဲ့ခရီးစဉ်လေးပဲအဲ့ဒါကိုနှစ်ပေါင်း40သွားတာဖြစ်တယ်ခောက်တုံခောက်ပြန်သွားပြီးတော့နောက်ဆုံးမောပန်းနေပဲမှာပဲတေးတဲ့လူတေးပြီးတော့ပဲလမ်းမှာမွေးတဲ့လူလောက်ပဲဟိုမှာဝင်နေဆိုတာလူဟောင်းတွေကတယောက်နှစ်ယောက်ပဲကျန်တယ်အဲ့ဒီချိန်မှာဣသရေလထုံးစံအရာစစ်တိုက်ရမယ်အောင်ပွဲခံရမယ်ယောက်ျားကောင်းပိတာဖို့ဆိုရင်ဒီနေ့ကျမ်းစာရဲ့တောင်းဆိုချက်အရာအယေပြားလှီးဖို့လိုအပ်တယ်အယေပြားလှီးလိုက်တယ်ပြီးရင်လည်းပတ္တခပွဲ pass over ပွဲကိုလည်းကျင်းပကြတာဆိုတွေ့ရတယ်အဲ့ဒါကဖယားတောင်းဆိုတော်အရာဖြစ်တယ်အဲ့ဒီနောက်ပိုင်းမှာတို့ရဲ့ခေါင်းဆောင်ယောရှုကယေရကိုမြို့ဘက်မှာလှည့်ကြည့်တဲ့ချိန်ယေရကိုမြို့ကအယံခိုင်ခန့်တော်မြို့ဖြစ်တယ်အဲ့ဒါကိုလှည့်ကြည့်တဲ့ချိန်မှာဘာတွေ့တယ်လဲဆိုတော့လူတယောက်လို့သူမြင်တာရှိတယ်ဓာတ်ကိုကင်ပြီးတော့ကန့်လန့်ကြည့်ဓာတ်ကိုဆွဲပြီးတော့သူ့ရှေ့မှာကန့်လန့်ပြီးတော့ရက်နေတာကိုသူလှမ်းမြင်လိုက်တယ်အဲ့ချိန်မှာယောရှုကလှမ်းမေးလိုက်တယ်ဘလို့မင်းတယ်လဲဆိုတော့ခင်ဗျားကကျွန်တော်တို့ဖက်မှနေတဲ့လူလားဟိုဖက်မှနေတဲ့လူလားဆိုပြီးတော့ယောရှုကသူ့ကိုမေးလိုက်တယ်မေးတဲ့ချိန်မှာအဲ့ဒီသူမေးလိုက်တဲ့ပုဂ္ဂိုလ်ကဘာတူလဲဆိုရင်ကောင်းကင်ဘိုးချေတမှုကြီးဖြစ်တယ်ကောင်းကင်ဘိုးချေတက်ဆိုတာလူမဟုတ်ဘူးကောင်းကင်ကတက်ဖြစ်တယ်ကောင်းကင်တက်ရဲ့တမှုကြီးဖြစ်တယ်သူကယောရှုမေးလိုက်တာကခမည်းကငါတို့ဖက်မှာလားဟိုဖက်ကလားဆိုပြီးတော့နှစ်ခုမေးလိုက်တာပြောချင်တာကငါတို့ဖက်ကလားရန်သူဖက်ကလားဆိုမေးတဲ့ချိန်မှာယောရှုမေးတဲ့စကားကိုသူကဖြေတာက no neither ဘယ်ဖက်မှငါမပါဘူးအကြောင်းဘုရားသခင်ရဲ့ဘုံမှုကဘာပြောလဲဆိုတော့ငါဟာကောင်းကင်ရဲ့ဘိုးချေကိုအုပ်ဆိုးတဲ့ဘုံမှုဖြစ်တယ်တင်နေတဲ့ခြေနှင်းကိုချွတ်ပါတင်နေတဲ့ရက်ကအမြင့်မြတ်ဖြစ်တယ်ဆိုပြီးတော့ပြောလိုက်တဲ့ချိန်မှာယောရှုကအဲ့ဒါကိုလှုပ်ပြီးတော့ပျောက်ကိုကိုယ်တယ်ဆိုတာတွေ့ရတယ်ဒီဟာကိုအခြေခံပြီးတော့ဒီနေ့ကျွန်တော်တို့နှုတ်ကပတ်တော်ထဲမှာတွားရမှာဖြစ်တယ်လူတော်များများကကျွန်တော်တို့ရဲ့အသက်တာထဲမှာဖယားဆိုပြီးတော့ပြောပြီးတော့ဖယားသခင်ရဲ့သားသမီးအနေနဲ့ယက်တီတာတခုမှမရှိဘူးဆိုရင်မိတ်ဆွေနဲ့ကျွန်တော်တို့အသက်ရှင်ခြင်းကမှန်သလားပြီးတော့ကောင်းကင်ကိုရောက်မလားဗျာဒိတ်ချမ်းမှာငရေသွားမဲ့လူတွေစင်းပါတယ်နော်အဲ့ဒီဗျာဒိတ်ချမ်းကဖယားရဲ့ဖွင့်ပြခြင်းနောက်ဆုံးဖြစ်တယ်အဲ့ဒီနောက်ပိုင်းမှာကျမ်းစာနဲ့ဆိုင်တဲ့ဖွင့်ပြခြင်းတစ်ခုမှမရှိဘူးအဲ့ဒီနောက်ပိုင်းမှာဖွင့်ပြတယ်လို့ပြောတဲ့အားလုံးမှုသားဖြစ်တယ်တမန်ကျမ်းစာနဲ့ဆိုင်တဲ့ဖွင့်ပြခြင်းအားလုံးကဗျာဒိတ်ချမ်းအေဘီတရားမတိုင်ခင်တမန်တော်ကြီးယောဟန်အဖြစ်ဖွင့်ပြခြင်းပြီးသွားပြီဆိုတော့ကျွန်တော်ရဲ့အသက်တာကအဲ့ဒီနောက်ပိုင်းမှာလူတွေက
ဖယားနောက်ကိုဘယ်လိုလိုက်ကြတယ်လဲအဲ့ဒီကဖယားသခင်ကသူ့ရဲ့စကားနောက်ဆုံးပြောတာကအေဒီတီယာနီးခါမှာယောဟန်အဖြစ်နောက်ဆုံးပြောတာဖြစ်တယ်အဲ့ဒီယောဟန်အဖြစ်နောက်ဆုံးပြောတဲ့စကားနောက်ပိုင်းမှာဖယားသခင်ရဲ့ကျမ်းစာနဲ့ဆိုင်သောအသက်ရှင်ခြင်းနဲ့ဆိုင်သော revelation ကမရှိတော့ဘူးကျမ်းစာတိုင်းဆိုရင်ဆိုတော့အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်သိရမှာကတခါတည်းကျွန်တော်တခါလေကျမ်းပိုက်ကိုလှမ်းယူပြီးတော့လှမ်းဆွဲပြီးတော့ကောင်းကင်တခါတည်းတက်မယ်တခါတည်းလှုပ်လို့မရဘူးနောက်ဆုံးလူတွေကိုအများကြီးပြောင်းလဲအောင်လုပ်တဲ့လူတွေကိုအများကြီးပြောင်းလဲခိုင်းပြီးတော့လူတွေရှေ့မှာနမိတ်လက္ခဏာအများကြီးလုပ်တဲ့လူနာတွေကိုကျမ်းမာစေတဲ့လူတကယ့်ကိုနော်မြေရှိုးမိုးပြန်တကိုးပြနိုင်တဲ့လူတွေတောင်မှဖယားနဲ့ယေရှုနဲ့ထိတ်တိုက်တွေ့တဲ့ချိန်မှာဟောမှာစည်းမမပါတဲ့လူတွေဖြစ်မယ်ဆိုတာကိုမိတ်ဆွေနဲ့ကျွန်တော်တို့သတိထားမိသလားအဲ့ဒါကိုဒီနေ့နားလည်ဖို့လိုအပ်တယ်ကျွန်တော်တို့အဲ့ဒီစည်းအစ်မရှိဘူးဆိုရင်မလွယ်ဘူးနော်အကြောင်းဒီနေ့ဖယားဘက်မှာယက်တီဖို့ပဲဖယားသခင်ကတောင်းနေတာဖြစ်တယ်ဖယားသခင်ရဲ့ဂတိတော်အလုံးဆွဲခိုင်ခြင်းဟာကောင်းတယ်ဆွဲရကြရမှာဖြစ်ပါတယ်အဲ့ဒါကကျွန်တော်တို့ယူဆလို့ရတာနှစ်ခုရှိတယ် traditional relationship ဖြစ်တယ်ဖယားရှင်ကိုလူတွေက traditional အဖြစ်ဒီနေ့လက်ခံတာဖြစ်တယ်ဒါပေမဲ့ဖယားကကြည်တာက relationship အဖြစ်လူကိုကြည်တာဖြစ်တယ်နားလည်နိုင်ဖို့ဖယားရှင်ကောင်းချီးပေးပါစေသူနဲ့တော်ဆက်တွေ့တီဆက်ဆံတော်သူတာလည်းဖယားရှာနေတာဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တတမှာတူတယောက်ချင်းဖယားနဲ့မှန်ကန်ဖို့လိုအပ်တယ်နောက်ဆုံးသောနေ့ရဲ့ကာလကတဖြည်းဖြည်းနီးပြီဘယ်သူမှပြောစရာတော့မလိုတော့ဘူးဘယ်အရာမဖြစ်သေးတာဘာရှိတယ်လဲဘာမှမရှိတော့ဘူးအကုန်ပြီးသွားပြီပါမီလောက်ပါမီဟူးမီလောက်ဟူးပြီဝန်ပြပြီးကိုဆလန်ဒေခွန်ခိုင်ပြီးဝန်ပြပြီးကိုခိုခိခိုင်ဝန်ပြပြီးကိုတမန်လက်တမကန်ခွန်နာဝန်ပြဝန်ပြပြီးကိုတမန်လက်တမရာဝီပြဝန်ပြပြီးကိုဘာမရှိတော့တယ်လေမိတ်ဆွေအဝန်ပြီးသွားပြီမဖြစ်သေးတာကသူပြန်မလာတာပဲအဲ့တစ်ချက်ထက်ပဲလို့တယ်အဲ့နောက်ပိုင်းတော့ပြီးသွားပြီအဲ့ဒါကြောင့်ဒီနေ့မိတ်ဆွေနဲ့ကျွန်တော်ကိုယ်ယုံကြည်ချက်ကိုပြန်စစ်ဆေးရအောင်ဒါမဟုတ်ရင်တော့မလွယ်ဘူးတတဲလုံးလောကကြီးထဲမှာဘုရားကြောင့်သွားလာကြတဲ့ဆေဖို့တပိုးလည်းယူတဲ့လူတွေငါတို့ရဲ့ပေးဆက်ခြင်းအားလုံးတွေဟာတခုမှကျွန်တော်တို့နဲ့မလိုက်သွားရင်တော့ဒုက္ခတော့ယေရှုကိုယ်တိုင်ပြောတာကအားလုံးမရောက်ဘူးလို့ပြောတဲ့ဆိုကြတဲ့ကသတိထားပါရိုးရိုးနဲ့တော့မရဘူးနော်အဲကြောင့်ဒီကနေ့ဘုရားသခင်ရဲ့သားသမီးအစစ်မှန်နေတဲ့တက်ရှင်ဖို့ကျွန်တော်နဲ့တစ်ခုချင်းခွန်အားပေးသွားမယ်အရင်တော့1861နဲ့1865မှာအမေရိကန်နိုင်ငံမှာပြည်တွင်းစစ်ဖြစ်တယ် Civil War ဖြစ်နေတဲ့အချိန်မှာတောင်ပိုင်းနဲ့မြောက်ပိုင်းဖြစ်တာတောင်ပိုင်းအဖွဲ့နဲ့မြောက်ပိုင်းအဖွဲ့ဖြစ်တယ်နေရာစလုံးကတရားဟောဆရာတွေနိုင်ငံရေးသမားတွေခေါင်းဆောင်ကြီးတွေအကုန်ကပြောတိုင်းပါပြောတယ်လေလူထုတဲ့စကားပြောတိုင်းနိုင်ငံရေးစကားပြောတိုင်းအဲ့ဒီဘာသာရေးနိုင်ငံရေးအကုန်လုံးကပါပြောစနော်ဖယားသခင်ကငါတို့ယုံတဲ့အတွက်ကြောင့်ဖယားရှင်ငါတို့ဘက်မှာရှိတဲ့အတွက်ကြောင့်ငါတို့နိုင်ကိုနိုင်မယ်လို့ပြောတယ်မြောက်ပိုင်းကတောင်ပိုင်းကလည်းငါတို့ဟာဘုရားသခင်ကိုအားလုံးယုံကြည်တဲ့အတွက်ကြောင့်နော်တရားဟောဆရာတွေပြီးတော့ political leader တွေပြီးတော့ခေါင်းဆောင်တွေအားလုံးကငါတို့ကဘုရားနဲ့ရှိနေတဲ့အတွက်ကြောင့်ငါတို့ရဲ့ပန်းတိုင်ဘုရားရှင်အောင်နိုင်ခွင့်ပေးမှာဖြစ်တယ်လုံးဝကိုပေးမယ်နှစ်ယောက်စလုံးကအားလုံးဘုရားကိုလူကြတယ်ဒီနေ့မိတ်ဆွေဖြစ်ဖို့သလားဘုရားလူတဲ့ဟာတွေမှာဘုရားပဲလူကြတာကျွန်တော်တို့တော့ကြုံဖူးပါတယ်ရန်ကုန်မှာကျွန်တော်ရဲ့တမန်ကျမ်းစာကျောင်း college မှာစာသင်ပေးတဲ့ချိန်မှာသူတို့ကျမ်းစာကျောင်းမတက်ခင်ဟိုးတော်ဒီတာတနေရာဘက်ကနေရာပြောလို့မကောင်းဘူးအဲ့ဒီလူတွေကသူတို့ကကျမ်းစာမသင်ခင်တော့အတားမှန်ကြီးထင်တယ်သူတို့ကဟိုးမျိုးဒီမျိုးနဲ့ဖျားကိုကိုယ်ကြတယ်တမန်ကျမ်းစာကိုတေချာသင်ပေးတဲ့နောက်ပိုင်းမှာသူတို့ကအော်ငါတို့ကိုယ်ကွယ်တာအမှားကြီးပဲအခုမှငါတို့အမြင်မှန်ပြန်ရတယ်ဆိုသူတို့ပြောကြတယ်တစ်ချက်ကဘာလဲဆိုရင်ရေသူတို့ကဟိုဖက်ရွာနဲ့ဒီဖက်ရွာရေချောင်းတစ်ခုပဲရှိတယ်ဟိုဖက်ရွာကလည်းဒီဖက်ရွာကိုကျင်းတာဘုရားနာမနဲ့ကျင်းတယ်ဘုရားနာမနဲ့ကျင်းတယ် prophet တွေပြုပေးတယ်ဒီဖက်ကလည်း prophet တွေပြုပေးတယ်ဘုရားနာမနဲ့ကျင်းတယ်ဆိုတော့နောက်ဆုံးကတော့ဘယ်သူမှလည်းဘာမှလည်းမဟုတ်ဘူးနောက်ဆုံးကနှစ်ဖက်စလုံးကမှားနေတာဖြစ်တယ်ခုနမြောက်ပိုင်းအမေရိကန်မှာမြောက်ပိုင်းနဲ့တောင်ပိုင်း southern နဲ့ northern နဲ့တိုက်ပွဲဖြစ်တာပြည်တွင်းစစ်မှာအဲ့ဒီချိန်မှာငါဖက်ပဲဘုရားပါတယ်တော့ငါတို့နိုင်ရမယ်ဟိုဘက်ကလည်းဘုရားပါတယ်တော့ငါတို့နိုင်ရမယ်ဒါပြောတဲ့အချိန်မှာအာဗြဟံလင်ကွန်းသမ္မတကပြောလဲဆိုရင်ငါအနေနဲ့တော့တဲ့ဘုရားသခင်ဟာငါတို့နဲ့တူရှိတယ်ဆိုတာကကျွန်တော်အနေနဲ့တော့တိတ်ပြီးတော့
မပြောတော့ဘဲနဲ့ကျွန်တော်ပြောချင်တာကခမည်းတော်ကျွန်တော်တို့ကဖျားဘက်မှာယက်တည်သလားဆိုပြီးတော့ तू ကမိခွန်းတစ်ချက်ထုတ်လိုက်တာဖြစ်တယ်အခုဒီလိုစစ်ပွဲဖြစ်နေတာကိုငါတို့ဖျားတရားဘက်မှာမရက်လို့ဖျားကငါတို့ဘက်မှာမရက်တာမဟုတ်ဘဲနဲ့ငါတို့ကဖျားဘက်မှာမရက်လို့စစ်ပွဲဖြစ်နေဆိုတာကိုခမည်းတော်မသိဘူးလားဆိုတော့ပြောလိုက်တာအဲ့ဒီစကားဟာတော်တော်လေးအမေရိကန်မှာဖြစ်တကဘာလုံးမှာဝိညာဉ်ရေးရာကိုပြင်ဆင်ပေးတဲ့စကားဖြစ်သွားတယ်လူအများကြီးကတော့ဖယားငါနဲ့ရှိတယ်ငါကိုကောင်းကြည့်တယ်ငါကိုဂတိပေးတယ်ဆိုပေမဲ့လည်းဒီနေ့ဖယားဘက်မှာငါတို့မရက်ဘူးဖယားသခင်ငါတို့ကိုစိတ်ချလောက်အောင်မရက်တဲ့အချိန်မှာဖယားကသူပြုရမယ့်မှုရာကိုကျွန်တော်သက်တာမှာမပြုတာအများကြီးတွေ့ရတာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကိုယ်တိုင်လည်းဖယားကိုတကယ်ချစ်တယ်ဆိုရင်ဖယားဘက်မှာရက်တည်ဖို့လိုတယ်ဆိုတာပြောပြခြင်းနဲ့ဖယားရှင်ကောင်းချီးပေးပါစေအဲ့ဒါကအရေးကြီးတဲ့အရာဖြစ်တယ်ကျွန်တော်တို့ခရိယသက်ရှင်ခြင်းဟာကျွန်တော်ပြန်ပြောမယ်တမယိုးကြသက်ရှင်ခြင်းမဟုတ်ဘူးတမယိုးကြသက်ရှင်ကြည့်ပါအိပ်ပျော်မှာမဟုတ်ဘူးဒီနေ့ဘာဖြစ်လို့ဆိုဘာမှငြိမ်သက်ခြင်းရမှာမဟုတ်ဘူးဘုရားရှင်က relationship ကျွန်တော်တို့ကိုတယောက်နဲ့တယောက်အားလုံး personal relationship နဲ့တွားချင်တာဖြစ်တယ်ကျွန်တော်တို့အဖေကယုံလို့သားသမီးတွေ automatic နဲ့စိတ်ချမှုရတဲ့ဘာသာလည်းမဟုတ်ဘူးအဲ့ဒီနီးစနစ်အားလည်းသုံးလို့ရတဲ့အမျိုးအစားမဟုတ်ဘူးအားကြောင့်တူတယောက်ချင်းနဲ့ချိတ်ဆက်ရတယ်အသက်ရှင်ပြီးတော့ချိတ်ဆက်ရတယ်လူတွေဖြစ်တယ်စပြစ်ပင်မချင်းနဲ့အကိုင်းခက်လို့ဆက်ရတဲ့လူတွေဖြစ်တယ်ဆိုတာကိုကောင်းကောင်းနားလည်ဖို့အရေးကြီးတယ်ဆိုတာကိုပြောပြချင်တယ်ပြီးတော့ကျွန်တော်တက်တာမှာအဲ့ဒါဖြစ်တဲ့နောက်ပိုင်းမှာယောရှုစက်ကြည့်မယ်ဆိုတော့ तू အခန်းအကျဉ်း24မှာဆိုတော့ तू တက်ရွယ်ကြီးပြီအသက်ရွယ်ကြီးပြီးတော့ तू ဣတိလလူတွေကိုခေါ်ပြီးတော့လူမျိုးအလုံးကိုခေါ်ပြီးတော့ तू နောက်ဆုံးစကားမှားတဲ့အချိန်မှာသူ့အနေနဲ့ပြောတာရှိတယ်အဲ့ဒါကဘာလဲဆိုရင်အခန်းကြီး24အခန်းငယ်15မှာသူကကျမ်းစာလေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ကျွန်တော်အနေငယ်လေးပြန်ဖတ်ပါမယ်ယခုမှထာဝရဘုရားကိုကြောက်ရွံ့ကြည်ပြူခြင်းသစ္စာဆောင်ခြင်းနဲ့တကွဝတ်ပြုကြလော့မြေကြီးတစ်ဖက်၌၎င်းဣသရေပြည်၌၎င်းဘိုးဘေးတို့ဝတ်ပြုသောဘုရားများကိုပယ်၍ထာဝရဘုရားကိုသာဝတ်ပြုကြလော့သုံးမရင်ထာဝရဘုရားဝတ်မပြုကောင်းဟုသင်တို့ထင်လျင်မြေကြီးတစ်ဖက်၌ဘိုးဘေးတို့ပြုသောဘုရားသင်တို့နေရာအမောရိပြည်သားတို့ဤဘုရားများတွင်အဘယ်မီသောဘုရားတို့အားဝတ်ပြုမိအရာကိုယနေ့ရွေးကြလော့ငါနဲ့ငါအိမ်သားဖြစ်လျင်ထာဝရဘုရားကိုသာဝတ်ပြုမိဟုဆိုလေသောယောရှုကအပြက်ကိုလူတွေကိုစင်ခေါ်တော့တာပြောတော့တာအဲ့ဒီချိန်မှာတော့မညှိတော့ဘူးအဲ့ကြောင့်ယုံကြည်ခြင်းတစ်ချိန်လုံးညှိခြင်းတဲ့လူတွေဒီနေ့ခင်ဗျားတို့မောသွားမယ်မညှိနဲ့ကိုးကွယ်ဒီဘုရားကိုတိတ်မကိုးကွယ်ခြင်းမပြောစတော့ကိုကြိုက်တဲ့ဘုရားကိုကိုးကွယ်လိုက်ပါကျမ်းစာရပြောတာကျမ်းစာခွင့်ပြုထားတာဖြစ်တယ်ယောရှုကလည်းနှစ်ပေါင်းများကြီးသူဆွဲခေါ်လာတဲ့လူတွေနောက်ဆုံးသူတေခါနီးမှာမိတ်မာတဲ့ချိန်မှာခင်ဗျားတို့ကိုးကွယ်မယ်ဆိုအပြက်ကိုးကွယ်ကြပါမကိုးကွယ်ရင်လည်းဒီဘုရားနာကိုထားခဲ့ပါအပြတ်ရှင်းရှင်းလင်းလင်းရပ်တည်ပါတော့ဒီနေ့ကျွန်တော်တို့သက်တာမှာတချို့ကယုံကြည်ခြင်းနဲ့ဆိုင်ရင်အိပေပဲတစ်ချိန်လုံးလုပ်တယ်အဲ့ဒါကအိပေဆိုတာသိတယ်နော်တားနေတယ်ကျမ်းစာအကြောင်းပြောပြီးဆိုရင်မလို့ချင်တော့ဘူးလူမှုရေးပြောင်းနိုင်ငံရေးအကြောင်းပြောင်းတားတတ်တယ်တော့မမှန်ဘူးနားတယ်နော်မရောရဘူးမဟုတ်ဘူးကျွန်တော်တို့ကရှောင်လို့မရဘူးကျွန်တော်လည်းလူမှုရေးသိကြိုက်တဲ့လူနိုင်ငံရေးစိတ်ဝင်စားတဲ့လူဖြစ်တယ်ဒါပေမဲ့အကက်ဖြစ်တယ်အားလုံးမရောဘူးရှောင်လို့မရဘူးဒီလောကမှာနေတယ်ရှောင်လို့မရဘူးဒါပေမဲ့အဲ့ဒီဟာကကျွန်တော်ကိုမနိုင်ဘူးကျွန်တော်ယုံကြည်ခြင်းပထမပဲဖြစ်တယ်အားကြောင့်ဒီနေ့ယုံကြည်သူတွေကျွန်တော်ခွန်အားပေးခြင်းတယ်ကျွန်တော်တို့လောကမှာနေတယ်လောကနဲ့ခွဲထွက်လို့မရဘူးတိုးတော်လဲငါတို့ရဲ့ယက်တည်မှုနဲ့အသက်ရှင်ခြင်းဟာဖျားသားအနေနဲ့ပဲသက်ရှင်ဖို့ဖြစ်တယ်ဆိုတော့ကိုဒီနေ့နားလည်စေခြင်းတယ်အဲ့ဒါပဲအရေးကြီးတယ်အားကြောင့်ဒီနေ့ဖျားဘက်မှာယက်တည်သောသူတွေရဲ့အကြောင်းအရာလေးတစ်ချက်ပြောပြီးတော့ကျွန်တော်ခတ်တူနဲ့ရှင်းပြသွားပြင်မယ်ပထမဆုံးဖျားဘက်မှာယက်တည်တယ်ဆိုရင်တခါလေတယောက်တည်းယက်တည်တဲ့ချိန်ရှိတယ်အဲ့ဒါသိဖို့လိုအပ်တယ်မိသားစုကြားထဲမှာတယောက်တည်းယက်တည်တဲ့ချိန်လည်းရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းယက်တည်ခဲ့ဖူးတယ်ပတ်ဝန်းကျင်မှာကျွန်တော်တို့တယောက်တည်းယက်တည်တဲ့ချိန်လည်းရှိတယ်ဒါကချမ်းသာမှာအများကြီးသက်သေပြတာပဲအရင်တော့ကတိတော်နဲ့မြေကိုစစ်ဆေးခိုင်းတဲ့အချိန်မှာလူမျိုးတစ်မျိုးတည်းကတယောက်ကုန်ရွေးပြီးတော့12ယောက်ကိုလွှတ်တဲ့အချိန်မှာ10ယောက်ကမကောင်းဘူးကြောက်စရာဖြစ်တယ်ဆိုပြီးတော့ဖခင်ရဲ့ပြောတဲ့စကားကိုကန့်လန့်ဖြစ်အောင်သူတို့အဖြေလာပေးတယ် only 2ယောက်ထဲကပဲထောက်ခံတာဖြစ်တယ်ငါတို့ခုသွားတိုက်မဲ့ရတယ်ကောငါတို့
အစင်ပြေတယ်ငါတို့ကောင်းစားမယ်ငါတို့ဖခင်နာမအဖြစ်ငါတို့အမဝတ်မယ်အမှန်ပြောတာကတမန်တော်ပြောတာကလူနည်းစုဖြစ်တယ်ဒါကြောင့်ဒီနေ့ဖခင်သခင်နဲ့မိတ်ဆွေတကယ်ရပ်ဖို့လိုတဲ့ဆိုရင်တပြုံတစ်ခေါင်းနဲ့တော့ရပ်လို့မရဘူးကျမ်းစာမှာတညီတညွတ်သေးဆိုပြီးပြောတိုင်းဟာ negative ဖြစ်တယ်တညီတညွတ်သေးလူအများစုကိုပြောတိုင်း negative ဖြစ်တယ်ဟုတ်ပါမလားတညီတညွတ်သေးလမ်းမှားကြတယ်တညီတညွတ်သေးလမ်းလွဲကြတယ်အဲ့လိုပဲအဲကြောင့်ဖခင်နဲ့ဆိုင်လိုက်တခါလေကျွန်တော်တို့တယောက်တည်းလည်းရပ်နိုင်ဖို့ဖြစ်တယ်အဲကြောင့်တယောက်တည်းရပ်ရမယ့်အချိန်လည်းရှိတယ်ကျမ်းစာမှာကြည့်အောင် prophet Elia နော်ဘာလဖျား450နဲ့ပြန်ခဲ့တယ်တယောက်တည်းတော့ဟိုကလူများစုလုံးဝမကြောက်ပဲနဲ့သူရှင်ပြန်ခဲ့တယ်ဒီနေ့ကျွန်တော်တို့ဖျားကိုယုံကြည်ရတဲ့အချိန်မှာပတ်ဝန်းကျင်မှာတခါလေတယောက်တည်းရတဲ့အချိန်လေးရှိမယ်လုပ်ငန်းခွင်ထဲမှာမိတ်ဆွေနဲ့ကျွန်တော်တယောက်တည်းရတဲ့အချိန်လေးရှိမယ် community တွေထဲမှာတယောက်တည်းရပြီးတော့ဖျားဖက်မှာယက်တီးပေးတော့သူဖြစ်နေရမယ်အာဗြဟံလင်ကွန်းရဲ့စကားမှာပြန်ယူမယ်ဆိုရင်ဖျားကငါတို့ဘက်မှာယက်တီးနေတာငါတို့သိတယ်ဒါပေမဲ့ငါတို့အရေးကြီးတာငါတို့ရောဖျားဘက်မှာယက်တီးနေသလားဖျားဘက်မှာဒီနေ့ငါတို့ယက်တီးသလားပြက်ယက်တီးသလားဆိုတာကအထူးအရေးကြီးတော့မေခွန်ဖြစ်တယ်အဲဒါကြောင့်အားလုံးဖြေတဲ့ချိန်မှာစိတ်ချလက်ချဖြေနိုင်ဖို့ကျွန်တော်ဆက်ကရအောင်အဲဒါကြောင့်ကျွန်တော်အေလိယက prophet အေလိယကသူကတပြည်မှာတယောက်နော်တပြည်မှာတယောက်အဲ့ဒီလူကတယောက်သူ့ပြည်မှာရှိတဲ့ prophet တွေက450လူများစုအများကြီးပဲဒါပေမဲ့ तू ကသိတာက तू ဘသူ့ဘက်မှာ तू ရှိနေတယ်ဆို तू သိတာဖြစ်တယ် तू ကဘသူ့ဘက်မှာရက်တီးပြီးတော့ဒီအလုပ်လုပ်နေတယ်ဆိုတာ तू သိတယ်အားကြောင့်ဒီနေ့ကျမ်းစာမှာရှိတဲ့ဟာတွေတခါလေမြင်တတ်ရင်ကြားတတ်ရင်ဖျားဘက်မှာရက်တဲ့လူကိုလည်းငါတို့မြင်တတ်ဖို့လိုအပ်တယ်သိဖို့လည်းလိုအပ်တယ်အဲ့ဒါကိုသဘောပေါက်ဖို့လိုအပ်တယ်ဘုရားရှင်ကတခါတလေကျွန်တော်တို့ကိုလုံးဝ isolate ဖြစ်အောင်ထားတယ်တူတယောက်တည်းရပ်ပြီးတော့ကျွန်တော်တို့ဖျားသခင်ရဲ့လူအနေနဲ့ရပ်ဖို့ဘာမှအကျိုးမြတ်မရှိဘူးဘာမှလူတွေထက်လည်းမမြင်ပါဘူးဒါပေမဲ့ယုံကြည်ခြင်းမှာဖခင်ကစိတ်တော်တွေ့တဲ့လူတယောက်တည်းလည်းတခါလေကျွန်တော်အသက်ရှင်ခြင်းမှာရှိတာတွေတွေ့ကြုံနိုင်တယ်အဲဒါကြောင့်ဖခင်ဖက်မှာရက်တဲ့ချိန်မှာတခါလေကျွန်တော်တယောက်တည်းရက်တဲ့ချိန်တွေလည်းရှိတယ်ဆိုတာကိုပြောပြခြင်းတယ်ဒုတိယမှာဖခင်ဖက်မှာတကယ်ရက်ခြင်းတဲ့လူတွေဟာပထမဆုံးကျွန်တော်တို့သူတို့ဟာဖခင်နဲ့ကိုယ်တိုင်တူတယောက်ချင်းတွေ့ထိတော်သူတွေဖြစ်တယ်တယောက်ချင်းတွေ့ထိပြီးမှတာလင် public ရှေ့လူများရှေ့မှာဖခင်ရဲ့တသက်နေနဲ့ရနိုင်တာဖြစ်တယ်အဲကြောင့်သူများကိုအတူလိုက်ယူပြီးတော့ရှော့ရှော့လုပ်လို့လည်းမရဘူးဖခင်နဲ့ခမည်းနဲ့ကျွန်တော်တို့ရဲ့သက်ရှင်ခြင်းကတိုက်ရိုက်ထိတွေ့တယ်ဆိုရင်ကျွန်တော်တို့ဟာ privately ဖခင်နဲ့ encounter လုပ်ဖို့လို့တလို့ဖခင်ကိုယုံကြည်တဲ့နေရာမှာယဉ်ကျေးတိုက်ရိုက်တွေ့ထိပြီးတော့လူများအတွက်နောက်ဆုံးမှာပြန်သက်သေဖြစ်ဖို့လိုအပ်တယ်ကျွန်တော်သက်တာမှာအရေးကြီးတယ်ဖခင်နဲ့တွေ့ဆုံခြင်းဟာတားတော့ကြော်ညာထုတ်เสียလည်းမလိုဘူးကျွန်တော်သက်ရှင်ခြင်းမှာလူအလုံးကသိတယ်အာမင်ကျွန်တော်သက်ရှင်ခြင်းမှာလူအလုံးကသိတယ်ဖခင်နဲ့ကျွန်တော်တူတယောက်ချင်း personal relationship မှန်တယ်မမှန်ဘူးဆိုတာကအသက်ရှင်ခြင်းမှာပေါ်ပြတယ်ပေါ်ကုန်တာပဲအဲကြောင့်ပထမဆုံးကျွန်တော်တို့ဖခင်နဲ့ကျွန်တော်တူတယောက်ချင်းမှန်ဖို့လိုအပ်တယ်အဲ့ဒါမှလူရှိမှပုံသက်သေဖြစ်နိုင်မှာဖြစ်တယ်ဒါမှမဟုတ်တော့ကျွန်တော်တို့ဒီဥစ္စာကလွယ်လားဖခင်ကလည်းဒီတိုင်းပုံသက်သေနေပေးတာမဟုတ်ဘူးဘုရားရှင်ကကျွန်တော်ကိုတူတယောက်ချင်းအများကြီးဘုရားရှင်ကစစ်ဆေးတာတွေအများကြီးရှိတယ်အဲကြောင့်ဘုရားနောက်လိုက်တဲ့ဆိုရင်လွယ်တော့မလွယ်ဘူးဆိုတာကိုပြောပြခြင်းနဲ့ဒံယေလအခန်းကြီး6မှာဂျူးလူငယ်3ယောက်ရဲ့အသက်ရှင်ခြင်းအားလုံးကျွန်တော်သိပြီးသားဖြစ်တယ်ဒါပေမဲ့လူများရှေ့မှာပုံသက်သေမဖြစ်ခင်ဒီနေ့ဒံယေလတို့ရဲ့လူငယ်လေးတွေရဲ့အသက်တာကပါကြည့်ရလေအရင်ဆုံးဂျေရုဆလင်မြို့ဘက်ကိုပရင်းပေါက်ဖွင့်ပြီးတော့တရက်ကို3 နာရီဆူတောင်းတဲ့လူတွေဖြစ်တယ်ပြောချင်တာကဆူတောင်းတာကိုဒီကပြောတော့မယ်ဖယားနဲ့အချိန်ယူတာကိုပြောချင်တာဖယားနဲ့စကားပြောတာဖယားရဲ့ညွှန်ကြားချက်ကိုလက်ခံတာအဲ့ဒါကိုပြောချင်တာဖယားနဲ့အချိန်ဘယ်လောက်ယူတယ်လဲဖယားနဲ့ဘယ်လောက်ယဉ်နှိမှုသူတို့အရင်ရှာတယ်လဲဆိုတာကိုဒီနေ့ကျွန်တော်သိဖို့လိုအပ်တယ်အဲ့ဒီနောက်မှသူတို့ဖယားနဲ့ယဉ်နှိတဲ့တက်တေကိုဖယားသခင်က nation နိုင်ငံအများကြီးရှိမှပြန်ပြီးတော့ပေါ်ထုတ်ပြီးတော့တက်တေပြတာဖြစ်တယ်ကိုယ့်အကိုသက်သေပြเสียလည်းမလို့ဖခင်ကပြန်ပြမှာဖြစ်တယ်ဖခင်နဲ့မှန်ကန်နေဆိုင်အဲကြောင့်ဒီနေ့ကျွန်တော်ရဲ့ပြောချင်တဲ့အရာကဖခင်နဲ့မှန်ကန်ခြင်းနဲ့ဆိုရင်တခါတလေတယောက်တည်းရတည်တဲ့ခြင်းရှိမယ်ဖခင်နဲ့တကယ်မှန်ကန်နေဆိုရင်ခမည်းအရင်ဆုံးဖခင်နဲ့ယဉ်နှိမှုကိုကိုယ်တိုင်တယောက်တည်းရှာရမှာဖြစ်တယ်ဖခင်ကလိုအပ်တဲ့ခြင်းမှာလူများရှေ့မှာထုတ်သုံးမှာဖြစ်တယ်အဲ့ဒါကတအားရေးကြည့်တဲ့အရာဖြစ်တယ်အဲကြောင့် privately
ကျွန်တော် personally ဖခင်သခင်နဲ့ယဉ်ကျေးဖို့ကျွန်တော်ဖခင်ကိုဆက်ကပ်ဖို့တားလို့တယ်တာမွန်ခရစ်တော်နောက်ကိုလေခါထောက်ပြီးတော့ကြိုက်တယ်လို့အော်အေခွေနေတာဝါခွေနေတာလွတ်လို့မရဘူးနော်လုံးဝမရဘူးခရစ်တော်နောက်တခြားနောက်တော့ရေကောင်းရမယ်ခရစ်တော်နောက်ကတော့အဲ့လိုလိုက်လို့မရဘူး Can you say amen ဘယ်သူမှလိုလိုက်လို့မရဘူးမယုံကြည်ပါဘာခွေနေစဲခွေကကကူမဒါယုံဘယဝန်ထားခနဲ့ခံပုခိကုလမ်မတို့ခံပုခိကုလမ်တော့ခံပုခိနနမနကွတ်ခိုင်ပါချီနကောချီရပြန်တူကြမိယုံတူဝိုင်ဝန်မိမလုံဝီမိမလုံမိခန်ယူချက်ဝီအဝန်ချူဟင်းုံရှိလက်ကြောင့်တဲ့ခံပုခိုံလောက်နေရခါကြကူအုံငိုင်တူဘဘုံလောက်နေရခါကြည့်အနိယခနဆရာလုံနေကြခါကြကူအကြောင်းဒီနေ့ဖျားကိုကျွန်တော်တို့တွေကတပဲ့တပန်းလို့ခိုင်းစားလို့မရဘူးတန်ရှင်သောဖျားကြီးမြတ်သောဖျားဖြစ်တယ်အဲ့ဒါကိုသူစကနာထောင်ခြင်းအဖြစ်သာလိုက်လို့ရတာဖြစ်တယ်အားကြောင့်ယုံကြည်ခြင်းနဲ့တစ်ဆက်တည်းပါလာတာကနာခံခြင်းဖြစ်လာတယ်အားကိုဒီနေ့ကျွန်တော်မမေ့ဖို့လိုအပ်တယ်အားကြောင့်အဖို့ခါတော့ကြီးတယ်ခရစ်တော်နောက်လိုက်တာအဖို့ခါကြီးတယ်အောက်ဒုံးစာနေဒီနေ့ရိုးရိုးပုံစံတော့မရဘူးခရစ်တော်နောက်လိုက်တယ်ဆိုတော့ရိုးရိုးပုံစံတော့မရဘူးအဖို့ခါပေးရတယ်ဒီနေ့လူတွေမသိအောင်မျက်ရည်ကျရတယ်လူတွေမသိအောင်လှုပ်ရတာအများကြီးရှိတယ်လူတွေမသိအောင်ပေးဆက်တာအများကြီးပဲလင်းနဲ့မရကြမှာလဲတယောက်နဲ့တယောက်မဖော်ပြတဲ့အများကြီးပဲအဲကြောင့်ခရစ်တော်နောက်လိုက်တယ်ဆိုတာကတကားလေကျွန်တော် privately ကျွန်တော်အများကြီးဖခင်သခင်နဲ့ကျွန်တော်တွေ့ထိနေရအများကြီးဖြစ်တယ်အချိန်လည်းပေးရတယ်ဖခင်သခင်နဲ့ကျွန်တော်အများကြီးရင်ပေါ်ပြီးတွေ့ထိပြီးဆက်ဆံရတဲ့လူတွေဖြစ်တယ်အကြောင်းခရစ်တော်နောက်လိုက်တဲ့ဆိုတာကအချက်ခဒူးဒူးလုံးနဲ့ကအခုပဲအဲ့ဒါကိုပြန်ပြောချင်တယ်လုံးဝအဲ့လိုမရဘူးပြီးတော့စဉ်းစားဖို့ကကောင်းကင်နိုင်ငံမှာယေရှုခရစ်တော်ကကျွန်တော်ကိုစစ်ဆေးမှာဖြစ်တယ်တရားသူကြီးသူပဲထိုင်တော့မယ်ထိုင်တဲ့အချိန်မှာသူကိုယ်နဲ့ပြောတယ်ဟာလောကကြီးမှာငါဒီလောက်တရားဟောတာပဲဒါတွေလောက်ခဲ့တာပဲစိတ်ခနဲ့အမ်နင်းမတ်နင်းကာနင်းမတ်ကိုနေဘော I don't know you မတိဘူးစွန်တော်ပြီလေဆိုအဲ့ဒီစင်းမှာပါမဲ့လူတွေကလောကမှာသူတို့မှာဒီဖျားနောက်ပဲလိုက်တဲ့လူတွေလေဒီလူတွေမှမသေးချဘူးဆိုတော့ဒီနေ့ကျွန်တော်တို့လွယ်တယ်လို့ယုံပါဟန်ပါယုံကိုင်ဟန်ကိုင်နဲ့စိတ်ကောင်ကဖြစ်ခါကြကိုအကြောင်းကိုယ့်အကိုအာမနာတန်စစ်ဆေးပါညီကိုတွေကဲလို့ရတဲ့ကိစ္စမဟုတ်ဘူးရွာသူရွာသားတွေကဲလို့ရတဲ့ကိစ္စမဟုတ်ဘူးအဖွဲစည်းလူမျိုးကဲလို့ရတဲ့ကိစ္စမဟုတ်ဘူးဒီနေ့စိတ်နှလုံးပြုတ်ပြင်ပြီးတော့ဖျားနောက်ကိုယုံကြည်ခြင်းအဖြစ်နာခံလက်လိုက်ဖို့ပဲဖြစ်တယ်အဲ့ဒါကိုကောင်းကောင်းလိုက်နိုင်ဖို့ခွန်အားယူကြမယ်ပရိုနောက်တစ်ခုကျွန်တော်တို့ဖျားသခင်နောက်ကိုတကယ်ပဲဖျားဘက်မှာတကယ်ယက်တည်တယ်ဆိုရင်ထောက်ကမှုလည်းရချင်မှရမယ်တခါတလေလူတွေကမသိဘူးတခါလေအများကြီးဖို့ခပေးရတယ်ဒါပေမဲ့ဖျားသခင်ကအောက်ဖွယ်ရပေးတာကဘာလဲဆိုတော့သူ့ရဲ့တကိုးကိုပေးတာဖြစ်တယ်လောကမှာအာမင်သူ့ရဲ့တကိုးပေးတယ်ကျွန်တော်သိရတယ်ကြောင့်တကိုးတခါလေကျွန်တော်တခါလေဖျားနဲ့ဆိုင်တဲ့လူတွေလူအနေနဲ့ကြည့်မစွန်ပေါက်ပန်းလေးစဘာမှလည်းမဟုတ်ဘူးဒါပေမဲ့ဖျားသခင်ကသူတို့ကိုတကိုးပေးတာအများကြီးပဲဘလောက်ပဲလူတွေချမ်းစီဘာမှလုပ်လို့မရတဲ့တကိုးတယ်ဖျားကပေးတာတွေအများကြီးပဲကျမ်းစာထဲမှာလည်းရှိတယ်တိုးချောင်းသားလေးဒါဝိဒ်တောင်မှကြည်လေသူ့အခြေအနေကတိုးချောင်းမဲ့တိုးချောင်းသားဆိုတာကတလောက်ကြီးမြင့်မြတ်တဲ့လုပ်လည်းမဟုတ်ပါဘူးတနေ့စားတနေ့အဲ့ဒါသမားပဲလက်စားပဲအဲ့ဒီလူတွေတောင်မှဒီကနေ့ဖျားသခင်နာမကိုဖျားဘက်မှာယက်တီပြီးတော့သူဖျားဘက်မှာပြက်ယက်တီပြီးတော့သူသွားတဲ့အချိန်မှာသူပြောတဲ့စကားခွန်းငါဟာဒီနေ့ဣသီလလူမျိုးနာမနဲ့လာတာမဟုတ်ဘူးနော်ငါဟာသက်ရှင်သောဖျားသခင်နာမကိုကြွေးကြော်လဲလာတယ်ဆိုပြီး तू ကပြောတာဖြစ်တယ်ဖျားဘက်မှာ तू ယက်တီတဲ့အရာကဖျားသခင်ကသူ့ကိုတကိုးပေးတာဖြစ်တယ်အဲ့တကိုးအဖြစ်ကောလျက်ရဲ့ကြီးမားတန်ဆွမ်းလာတဲ့ one by one တူချင်းစင်ခေါ်တဲ့ကောလျက်ကြီးလဲမှာလဲသွားပြီးတော့တေသွားတယ်လူသက်သေးလေးကနိုင်တယ်ဒါကြောင့်ဒီနေ့ဖျားဘက်မှာငါတို့တကယ်ယက်တီမယ်ဖျားဘက်မှာတကယ်ငါတို့ယက်တီပြီးတော့ဖျားသခင်လိုတော်တိုင်းစိတ်တော်တွေ့တဲ့လူဖြစ်မယ်ဆိုရင်ဒီနေ့ဖျားကတကိုးလဲပေးတာဖြစ်တယ်အာမင်လောကမှာလည်းလိုအပ်ရင်အောင်မြင်ရမှာဖြစ်ပါတယ်ဘုရားရှင်ကအောင်မြင်တဲ့ခွင့်လက်ပေးနိုင်တဲ့ဘုရားဖြစ်တယ်ကြွယ်ဝတဲ့ခွင့်လက်ပေးနိုင်တဲ့ဘုရားလည်းဖြစ်တယ်အနစ်နာခံနိုင်တဲ့နှလုံးသားကိုလည်းပေးနိုင်တဲ့ဘုရားဖြစ်တယ်စင်ရချင်းသိခံနိုင်တဲ့ခွန်အားကိုလည်းပေးတဲ့ဘုရားဖြစ်တယ်ဆိုတော့ဘုရားကသူ့ရဲ့အငန်းတာတိုင်ကတော့ကိုပေါ်မှာယေရှုပြုမှာဖြစ်တယ်ဒါဆိုဒီနေ့မိတ်ဆွေနဲ့ကျွန်တော်တို့ကဒီနေ့ဘုရားအတွက်ယက်တီမလားကျွန်တော်လူအများကြီးကဘုရားအတွက်ယက်တီတာပြောကြပေမဲ့ဘုရားသခင်လှုပ်ခိုင်းတဲ့အချိန်မှာမလှုပ်တာများကြီးပဲစနေနေ့တော့မှဝတ်ပြုမလာနိုင်ဘူးဆိုရင်အဆင်ပြေမလားခက်သလား
တင်းငွေနေမနေ့ပိုင်းဆူတောင်းတာကောအယံခက်တလားအလုတ်ပန်နာရီသွားလဲဆိုတော့၄နိုင်နဲ့၅နိုင်ထပြီးဒီမှာဘုရားကျောင်းလာတာက6နိုင်ဖြစ်တယ်6နိုင်ကနေ9နိုင်ကြာမလာနိုင်ဘူးလားလာနိုင်တယ်ဒါပေမဲ့ဘာလို့မလာလဲမလာချင်းလို့မလာတာဖြစ်တယ်ဘာလို့မလာချင်းတယ်လဲဆိုရင်ကျွန်တော်တို့နင်းသောနေမြေယောရှုကိုဘုရားပြောတယ်ခမည်းနင်းတဲ့နေရာတန့်ရှင်းတဲ့နေရာဖြစ်ကြီးမြတ်တဲ့နေရာဖြစ်တယ်ခမည်းကိုးကွယ်တော့ဘုရားသခင်အလွန်ကြီးမြတ်တယ်ဒီသာသနာအလွန်ကြီးမြတ်တယ်ဒီဘုရားရှင်ဟာအလွန်ကြီးမြတ်တန့်ရှင်းတဲ့ဘုရားသခင်သူ့ရဲ့တကိုးကြီးတဲ့အရာအလုံးဟာခမည်းနှလုံးသားနဲ့မချစ်တတ်တယ်လို့ဖြစ်တယ်အားကြောင့်ဒီနေ့ကိုယ့်ကိုပြန်စစ်ဆေးရအောင်ကျွန်တော်ဘုရားသခင်ကကျွန်တော်ကိုနံပါတ်1လူကိုပဲလိုချင်တာဖြစ်တယ်နံပါတ်2လူနဲ့ဆိုင်တဲ့အရာလိုချင်တာဖြစ်တယ်အချို့တချို့အသင်းတော်တွေမှာဆိုရင်ဘုရားကျောင်းလည်းမလာကြတော့ဘူးဘာလို့လဲသူတို့ကဆယ်ဖို့တဖို့လေးနဲ့ဘုရားကိုဆက်သွယ်လုပ်တယ်ဘုရားကတအားဆင်းရဲတယ်များမှတ်တလားပေါ့နော်ဘုရားလိုချင်တာကအဲ့ဒါထက်လူဖြစ်တယ်အားလုံးနားလည်နေဖို့ဘုရားရှင်ကောင်းချီးပေးပါစေအာမင်ယဉ်ကျေးပြောပါကိုတမင်မဲ့ကိုစားရမှာပါဘာမှမကြောက်နဲ့နော်အဲ့ဒါကြောင့်ဘုရားရှင်လိုချင်တာလူဖြစ်တယ်ဘုရားငွေပိုင်ရှင်ရွှေပိုင်ရှင်ဖြစ်တယ်သူဟာပဲအလုံးသူလုံးထောက်သုံးလို့ရတယ်ဘောပိုင်တော်မှာ तू ကကျွန်းပြန်ပြီးတော့ငွေဖြစ်အောင်လုပ်လို့ရတယ်လိုချင်ရင်ပေါ့ပြောချင်တာကဘုရားကဆင်းရဲလို့တိသာသနာမပြတ်ဆုံးမပြည့်စုံသေးတာမဟုတ်ဘူးဘုရားသခင်ကလူကိုပဲကြိုက်တာလူအားဖြင့်ပဲလုပ်လဲလုပ်တယ်လူအားဖြင့်သာလျှင်သူ့ရဲ့တသက်လေးပေါ်တာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ချစ်တော်ညီကိုမောင်နှမတွေဒီနေ့ကျွန်တော်ဘုရားအတွက်အသက်ရှင်ရအောင်ရှိတဲ့ညအတိုင်းမှာတမန်တော်ဝတ္ထုအခန်းကြီး9မှာဆိုရင်ဒီနေ့ယုံကြည်သူတွေကဘလို့ဖြစ်ကြလဲအခန်းငယ်ချင်းချင်းလေးတွေမှာဝတ်ပြုကြတယ်သူတို့ဟာတော်ရခတ်တဲ့အရန်တုံလှုပ်ရင်းနဲ့ဘုရားကိုကိုးကွယ်ကြတာဖြစ်တယ်အဲ့ဒါမှထူးခြားတဲ့အရာအခုကဘာမှာလဲဘုရားကိုလွတ်လပ်စွာကိုးကွယ်လို့မရတဲ့လူအများကြီးပဲဒီနေ့ကျွန်တော်အမျိုးတွေလည်းရှိကြမယ်မွတ်စလင်နိုင်ငံမှာအိမ်ဖော်တွေဘာညာတွေလည်းနေကြတယ်လုံသမားတွေသွားတဲ့လူတွေစုတော်တောင်းလို့မရတဲ့လူတွေကျန်းစာ app တောင်ဖွင့်လို့မရတဲ့လူအများကြီးရှိတယ်အဲ့ဒီလူတွေနဲ့ကျွန်တော်ဘဝကိုပြန်ပြီးတော့ချိန်ထိုးကြည့်ပါဖျားကိုကိုးကွယ်ရချီးမွမ်းရအယံကောင်းတဲ့နေရာဖြစ်တယ်ဖျားပေးတဲ့ခွင့်ကြီးဖြစ်တယ်ဆိုတာကိုပုံမပြီးတော့နားလည်လာလိမ့်မယ်ဒီနေ့အဲ့ဒီပထမဆုံးကတမန်တော်ဝတ္ထုအခန်းကြီး4နဲ့အခန်းငယ်4တို့မှာရှိတဲ့ကနဦးအသင်းတော်ရဲ့ဆုတောင်းချက်မှာသူတို့ကဘေးကင်းလုံခြုံရေးအတွက်ဆုမတောင်းဘူးဘာအတွက်ဆုတောင်းတယ်လဲသူတို့ရဲရင်ဖို့ပဲဆုတောင်းတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့သက်တာမှာရဲရင်ဖို့ဆုတောင်းရအောင်အာမင်ပုံသက်သေးဆိုတာကဒီဘုရားကျောင်းမှာမဟုတ်ဘူးအပြင်ကိုပြဖို့ဖြစ်တယ်ပုံသက်သေးခရစ်တော်ရဲ့လူခရစ်တော်နဲ့အတူရတည်တော်သူဘယ်သူလဲခရစ်တော်နဲ့အတူရှိနေတော်သူဟာဘယ်သူလဲဒီနေ့လောကကြီးနဲ့ကြည်နေတယ်သူတို့ဘုရားကိုမယုံပေမဲ့ကြည်နေတယ်ဒီနေ့ဘုရားရှင်ကကျွန်တော်ကိုတက်သိနေတဲ့ဘုရားရှင်ကကျွန်တော်ကိုခေါ်ထားတာဖြစ်တယ်အကြောင်းဒီနေ့မိတ်ဆွေနဲ့ကျွန်တော်ကိုယ့်ရဲ့လုံခြုံရေးအတွက်ပဲဆုတောင်းနေသလားကိုယ့်ရဲ့လုံခြုံရေးအတွက်ပဲ focus လုပ်သလားကနဦးအသင်းတော်ကြတော့သူတို့ရဲရင်ဖို့ပဲဆုတောင်းကြတယ်အကြောင်းဒီနေ့ကျွန်တော်ဆုတောင်းခြင်းဘုရားဘက်မှာရဲရင်စွာယက်တည်တော်သူတယောက်ဖြစ်ရအောင်တခါလေဘုရားဘက်မှာယက်တည်တဲ့ချိန်မှာလင်မယားချင်းဆွေမပြေတာလည်းအများကြီးရှိမယ်ဒါဖချင်းသင်တော်ထဲမှာပတ်ဝန်းကျင်မှာအများကြီးရှိမယ်အဲ့ဒါမှဒီနေ့ကျွန်တော်သိဖို့ကဘုရားဘက်မှာယက်တည်ဖို့ဘုရားလိုချင်တယ်ဆိုတာကိုနားလည်ရမှာဖြစ်ပါတယ်ယောရှုကဘုံမူကြီးကိုမေးတယ်လို့ကောင်းကင်ဘုံချေဘုံမူကြီးမေးတယ်လားငါတို့ဘက်ကလားဟိုဘက်ကလားမေးတဲ့ချိန်မှာယောရှုကသူမဖြေဘူးအဖြေမပေးဘူးအဲကြောင့်ဘုရားရှင်ကလူအလုံးနဲ့ရှိနေတယ်သူနဲ့အတူရှိတော်သူဘက်မှာဘုရားလှုပ်လို့တယ်ဆိုတာကိုဒီနေ့နားလည်ဖို့လိုအပ်တယ်အဲကြောင့်စိတ်ကူးရင်တသက်နဲ့ဘုရားကိုယုံကြည်မဲ့စာဘုရားဘက်မှာယက်တည်ပြီးတော့သူ့ရဲ့စကားကိုနားထောင်မယ်သူလှုပ်ခိုင်းလို့တော့ရာကိုလှုပ်ချမယ်အဲကြောင့်သင်တော်တွေမှာယုံကြည်သူတွေအလုံးဟာလည်းတာဝန်ရှိပါတယ်တချို့အသင်းတော်ကဒီမှာလာတာစိတ်ကဒီမှာမရှိဘူးတခြားနဲ့ပဲကုလူဆက်ဆံနေတယ်အဲ့ဒါလည်းမမှန်ဘူးဒီနေ့ကျွန်တော်တို့အသင်းတော်ဆိုတာလည်းတစ်ခုပဲရှိတယ်အဲ့တစ်ခုထဲမှာပဲနေပြီးတော့ကိုးကွယ်ဖို့ဖြစ်တယ်ဘုရားလိုတော်ကိုအသင်းတော်ထဲမှာနာခံခြင်းအဖြစ်ဒီနေ့ကျွန်တော်ပြရမှာဖြစ်တယ်ဒီကနေ့အဲ့ဒါနားလည်ဖို့လိုအပ်တယ်အဲဒါကြောင့်ဒီနေ့ကျွန်တော်အသက်ရှင်တဲ့အချိန်မှာလိုင်းအများကြီးနဲ့ရှင်လို့မရအောင်ဒီမှာနေရင်ဒီရဲ့နှုတ်ကပတ်တော်ခံယူတဲ့စနစ်ကိုးကွယ်တဲ့စနစ်ဆူတောင်းတဲ့စနစ်အသက်ရှင်တဲ့စနစ်လှုပ်ဆောင်တဲ့စနစ်နဲ့တွားဖို့ဖြစ်တယ်အဲ့ဒါမှတာလည်းမှန်မှာပေါ့ဒါမှမဟုတ်ရင်တော့ကိုကတခြားဟိုမှာတခြားဆိုတော့အဲ့ဒါဆိုတော့စိတ်ကိုကမပါဘူးဆိုရင်လည်းမမှန်တော့ဘူးအဲကြောင့်ဒီနေ့ကျွန်တော်ရှင်းရှင်းလေးနားလည်ဖို့လိုအပ်ပါတယ်တကြွတွေကသူများတွေကကိုင်းကနာရေးမကြည့်လို့ပြောတယ်ကျွန်တော်တော့ရေးကြည့်လို့မြင်တယ်ဘာဖြစ်လို့လဲဆိုရင်တော့ဒါက second truth ဖြစ်တယ်ဒုတိယ
မှာအရေးကြီးဆုံးနေရာဖြစ်တယ်ပထမဖျားရှင်တမန်တရားဖြစ်တယ်ဒုတိယကိုင်းကနာကလည်းလူတွေကအစဉ်ပြေအောင်သူတို့တိဆောက်ခဲ့ကြတာဖြစ်တယ်ဒီဟာတန်ကနာဖြစ်လာဖို့လူတွေအများကြီးအသက်ပေးခဲ့တယ်သွေးတွေအများကြီးထွက်တယ်ဘဝတွေပျက်စီးပြီးတော့ဖြစ်လာတာဖြစ်တယ်ဆိုတော့အဲ့ဒါကောင်းလို့ဒီနေ့ဒီဖျားကဝိညာဉ်တော်အဖြစ်လှုပ်ပြီးတော့ကိုင်းကနာလည်းရှင်တန်တဲ့ခွင့်ပေးတာဖြစ်တယ်အားကြောင့်ဒီနေ့ကိုင်းကနာဆိုတာလည်းအားလုံးတင့်တော်တယ်လို့ဒီနေ့အယုသေးပေးဖို့ဖြစ်တယ်ကိုကဒီမှာရှင်ဒီစကားနားထောင်ဖို့ဒီမာနေဒီဟာကိုလိုက်နာဖို့ဖြစ်တယ်လူအနေနဲ့တော့အစမပြေပါဘူးနော်ဒီမှာဥဆောင်တဲ့လူတွေလည်းဘာမှလည်းမဟုတ်ကြပါဘူးအဲ့ဒါတွေယိုသေးစရာလည်းမဟုတ်ဘူးလူအမြင်နဲ့ကြည့်မစွန်းဒါပေမဲ့ဖယားသခင်နာမအဖြစ်ဖြစ်နေကြတဲ့လူတွေဖြစ်တယ်တေအိုဆရာတွေလည်းထိုကဲ့သို့ဖြစ်တယ်ခင်ဗျားတို့လူအနေနဲ့တော့ကျွန်တော်ကိုဘာမှကြည့်စရာလည်းမလိုပါဘူးဒါပေမဲ့ကျွန်တော်ကဖယားကြောင့်ဒီမှာရှိနေတယ်ဆိုတော့ခင်ဗျားနားလည်မယ်ဆိုကျွန်တော်ကိုမယိုသေးလို့မရဘူးထိုနည်းတူကျွန်တော်ကလည်းခင်ဗျားတို့ကိုဖယားသားသမီးပဲဆိုတာကိုကျွန်တော်အနေနဲ့ယုံကြည်တဲ့အတွက်ကြောင့်အားလုံးကိုလည်းကျွန်တော်ကရင်းရင်းနှီးနှီးနဲ့နှုတ်ကပတ်တော်ကိုမှန်တိုင်းပဲကျွန်တော်ကတိုက်ကြွေးတာဖြစ်တယ်အားလုံးလည်းမှန်ကန်တို့ဒီဆောက်ခြင်းအဖြစ်ဒီဆောက်တာဖြစ်တယ်တယောက်ကိုခွဲပြီးတော့တယောက်ကိုချပြီးတော့ဆက်ဆံတဲ့တယောက်မှလည်းမရှိဘူးအဲ့ဒါဘာဖြစ်လို့လဲဒီအသင်းတော်မှာဖယားကချမှတ်ထားတယ်ဆိုတော့ကျွန်တော်နားလည်လို့ဖြစ်တယ်အားကြောင့်ဒီနေ့ကျွန်တော်တို့အသက်ရှင်တဲ့ချိန်မှာဖယားရှင်ကကျွန်တော်ကိုဖယားဘက်မှာကျွန်တော်ရှိနေတယ်ဆိုတာကိုသက်သေပြအောင်ဖယားဘက်မှာရက်လိုက်ပါဖယားကိုနာခံပြီးတော့လှုပ်လိုက်ပါအသင်းတော်မှာရှိအသင်းတော်စကားကိုနားထောင်ပါလိုက်နာပါဒီအသင်းတော်တဲ့ကောင်းတာခင်ဗျားတို့လည်းမရှိပါဘူးလောလောဆယ်ရှိရင်ဒီမှာလည်းလာမှာမဟုတ်ပါဘူးအဲ့ဒါရိုးရိုးလေးလက်ခံဖို့ဖြစ်ပါတယ်နော်အကောင်းဆုံးနေရာကိုကျွန်တော်လာတာဖြစ်ပါတယ်အဲ့လိုပဲခံယူပါဘာဆိုတော့ positive mind နဲ့မပြည့်စုံတဲ့တော့မပြည့်စုံလာမယ်ဘုရားသခင်ယေရှုအဖြစ်ပြည့်စုံလာမယ်ကောင်းလာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့လုပ်ပါတစ်ဖက်မှာထော်လော်ကန့်လန့်ဆန့်ကျင်ဘက်တွေနဲ့လုပ်ဖို့မဟုတ်ဘူးအားကြောင့်ဒီနေ့ကျွန်တော်ပြန်ပြီးတော့ခြုံရမယ်ဆိုရင်ကျွန်တော်ရှိတဲ့နေရာမှာလည်းတန့်ရှင်းသောနယ်မြေဖြစ်တယ်ဘုရားသခင်ကိုဒီနေရာနဲ့ကိုယ်ကွယ်လို့ရတယ်ပြည့်စုံခြင်းကိုဒီမှာပြလို့ရတယ်ပေါ်ပြလို့ရတယ်ဘုရားဘက်မှာယက်တည်မယ်ဆိုတော့ကျွန်တော်ဒီမှာရှိနေတာလည်းစင်ပြေတယ်ဆိုတာကိုပြောပြခြင်းနဲ့ဒါကြောင့်ပြန်ခြုံပြီးပြောမယ်ဆိုဘုရားသခင်အတွက်ဒီနေ့ယက်တည်လာမယ့်အချိန်မှာတခါလေကျွန်တော်ဘာတွေလို့တလဲဆိုတော့ပထမဆုံးကျွန်တော်တို့ကလိုအပ်တဲ့ဆိုလောကကြီးထဲမှာလောကသားတွေနဲ့တူနေပေမဲ့လည်းတခါလေတယောက်တည်းပုံစံနဲ့အသက်ရှင်ပြီးတော့ကျွန်တော်တို့ separate လုပ်ရတယ်စိတ်နှလုံးအဖြစ် separate လုပ်ရတယ်သူတို့လိုမနေဘူးတောက်စားတဲ့လူတွေကြားမှာအလွတ်လွတ်ပေးမဲ့လဲငါတို့လိုက်မတောက်ဘူးပျက်စီးနေတဲ့လူတွေကြားမှာနေပေးမဲ့လဲလိုက်ပြီးတော့မပျက်စီးဘူးကျွန်တော်စိတ်နှလုံးအရာယုံကြည်ခြင်းအရာသူတို့စီကနေခွဲထွက်တာဖြစ်တယ်ဒါမဲ့လူအနေနဲ့တော့တူရှိနေကြတာဖြစ်တယ်ဒုတိယဘုရားရှင်အတွက်ဒီနေ့ယက်တည်သောသူတွေဟာဒီနေ့သူ့ဟာသူဘုရားသခင်နဲ့ချိတ်ဆက်မှုအရင်ဆုံးတိဆောက်နိုင်သောသူတွေဖြစ်တယ်ချိတ်ဆက်မှုတိဆောက်မှဘုရားကပုံသက်တဲ့လူများရှိကိုပြန်ထုတ်မှဖြစ်တယ်ပြီးတော့ကျွန်တော်တက်တာမှာဖယားသခင်ကိုတကယ်ချစ်ပြီးတော့သူ့ဘက်မှာယက်တီဘစကားနာထောင်းနေဆိုဖယားကတကိုးပါထည့်ပေးတာဖြစ်တယ်အဲ့ဒါကစစ်မှန်တော့တကိုးဖြစ်တယ်အောင်မြင်ခြင်းကလည်းစစ်မှန်တော့အောင်မြင်ခြင်းဖြစ်တယ်ငွေရေးကြေးလည်းခိုင်ခန့်တော့ငွေရေးကြေးဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်နားလည်စေချင်ပါတယ်မပြည့်မစုံသောလူတွေနဲ့တိဆောက်ထားတဲ့ခိုင်ခနာတွေကြားမှာနေတဲ့ချိန်မှာလည်းမပြည့်မစုံခြင်းကိုမကြည့်ဘဲနဲ့ဖယားကထားတယ်ဆိုတာကိုနားလည်ကြမယ်ဆိုရင်ဒီနေ့မိတ်ဆွေနဲ့ကျွန်တော်တို့ဒီနေ့ဖယားဘက်မှာယက်တီပြီးသားဖြစ်တယ်ကျွန်တော်တမလွန်ဘဝတို့လက်စိတ်ချယုံကြုံတယ်လောကမှာလည်းဒီနေ့ကောင်းကြီးမင်္ဂလာလည်းရကြမှာဖြစ်တယ်ကျွန်တော်တချို့ကတော့ငွေရေးကြီးကိုကောင်းကြီးလို့ဆိုတဲ့အချိန်မှာအရန်ခက်တယ်ငွေရေးကြီးကိုကောင်းကြီးရဲ့အစိတ်ပိုင်းတစ်ခုလိုပဲမြင်စေချင်တယ်ကောင်းကြီးမင်္ဂလာအများကြီးရှိတယ်မရေမတွက်နိုင်တဲ့အများကြီးရှိတယ်အကြောင်းဒီနေ့ကျွန်တော်တက်တာမှာပြန်လဲဆင်ခြင်ပြီးတော့ဘုရားဘက်မှာအားကြီးအောင်ဘုရားသခင်ကငါတို့ကိုချစ်ပြီးတော့ကယ်တင်တယ်သူ့ရဲ့သားသမီးတွေနဲ့ထားတယ်လို့ကိုယ်ကလည်းဘုရားရဲ့သားအနေနဲ့သားသမီးနဲ့ခံယူပြီးတော့သူ့ဘက်မှာယက်တီပြီးတော့သူ့ရဲ့လိုတော်တိုင်းနာခံခြင်းနဲ့သူ့ရဲ့နောက်ကိုလိုက်ကြပါစို့လို့ကျွန်တော်နဲ့ခွန်အားပေးချင်ပါတယ်ရောက်စီတိုင်းတို့ဘုရားရှင်ထူကောင်းကြည်ပေးပါစေโอเคမင်းဘာသာနီကျွန်တော်ကောင်းသူ